ဒီဇလန်လေးကတော့ပဲခူးတိုင်းအနောက်ပိုင်းပြည်ခိုင်ပေါက်ခေါင်းမြို့နယ်ကမြောက်မကွေရွာလေးမှာအစားပြုခဲ့တာပါအဲ့ဒီရွာမှာဦးဖို့ထောင်နဲ့ဒေါ်မီအေးတို့လင်မယားနှစ်ယောက်နေထိုင်ကြပါတယ်သူတို့နှစ်ယောက်ရဲ့ဘဝကတော့တခြားရွာသားတွေလိုပါပဲယူသားကြိုးစားတဲ့တောင်သူလယ်သမားတွေပါမနက်မိုးလင်းတာနဲ့လဲတဲ့ဆင်းခြံထဲဆင်းနဲ့အလုံးလုံးကြရတာပေါ့ဒါပေမဲ့သူတို့လူများမှာလက်အိတ်ကအများကြီးမပိုင်ပါဘူးဘိုးဘွားမွေဖြစ်တဲ့ခြံခွက်လေးတစ်ခွက်ပဲရှိတယ်စိုက်ပျိုးချိန်ရောက်ရင်မျက်ရှင်နဲ့မျက်ခြောက်တွေကိုမိရှို့တယ်ပြီးရင်တော့သီးနှံလေးတွေကိုစိုက်ပျိုးကြတယ်ဂေယုတစိုက်ပြုစုပြိုးထောင်ပြီးစိုက်ခင်းကရတဲ့ခြံထွက်သီးနှံလေးတွေကိုရောင်းကစားဝိနေရေးကိုဖြည့်ရှင်းကြပါတယ်ဒါအမချမ်းသာပေမဲ့ချွတ်ချွတ်တဲစင်းစင်းရဲမဟုတ်ဘူးကိုဝင်ငွေနဲ့ကိုမတောင်းမတမကြောက်မကြနေနိုင်တဲ့မိသားစုပါဦးဖိုးထောင်ကလည်းမတောင်မစားဒေါ်မီအေးကလည်းအရှင်မကောင်းပီပီတတနဲ့စီးတဲ့ရေဆဲတဲ့ကတဲ့ဆိုတော့နှစ်တွေကြာလာတာနဲ့အမျှစီးပွားရေးလေးအဆင်ပြေလာတယ်ငွေကြီးတွေစုမိဆောင်မိလာတယ်ဒီလိုနဲ့တဲစုပ်လေးကနေအိမ်ကြီးရခိုင်နဲ့နေနိုင်ခဲ့ပါပြီဒါပေမဲ့သူတို့မပြောနိုင်ကြဘူးဘာလို့လဲဆိုတော့အသက်ကြီးမှအိမ်အောင်ကြတဲ့သူတို့လင်မယားသားသမီးရတနာမထွန်းကားလို့ပါပဲရှာထားသမျှပတ်စံတွေကိုဘသူ့အတွက်သုံးရမလဲမသိဖြစ်နေသလိုပတ်ဝန်းကျင်ရဲ့ခနဲ့တာလားအကြံပေးတာလားမသိတဲ့စကားတွေကြားမှာဒေါ်မီတယောက်မျက်နှာငယ်နေရပါတယ်ဗအေးတို့များတော့ဒီလောက်ဝင်ငွေကောင်းနေတာတော့နာနာနေမယ်လို့မရှိဘူးကလေးရောယူဖို့အစီအစဉ်မရှိဘူးလားညီမလိုရင်းနှီးလို့ပြောတာကလေးတယောက်လောက်တော့ယူထားမှမျိုးစမပြတ်မှာနော်ဆိုင်မှာလာဝယ်နေကြဖောက်တယ်ဆိုတော့ဒေါ်မီအေးစိတ်ကိုထိမ့်ပြီးပြန်ပြောလိုက်ပါတယ်ကလေးကဘယ်အချိန်ယူလို့ရပါတယ်တော့စီးပွားရေးကအချိန်နေပြီးတော့ရှာထားရတာနောက်တော့ယူမှာပေါ့စကားအရာအစင်ပြေအောင်ပြန်ပြောလိုက်ပေမဲ့ညာရောက်တော့ဒေါ်မီအေးပလဲတွေခနေရပါပြီကိုကြီးကျမကြောင့်ရှင်မျိုးဆက်ပြည့်ရတော့မယ်ကျမအပြစ်မမြင်ပါဘူးရှင်အတွက်ကလေးမွေးပြေးနိုင်မယ်နောက်မိမတယောက်သာရှာယူလိုက်ပါတော့ဒေါ်မီအေးဝမ်းနဲ့ပလန့်နဲ့ပြောလိုက်တယ်လေကင်းကအဖြစ်ကြောင့်သူမိမစိတ်ဆေးရဲနေမှန်းသိတဲ့ဥဖူတော်ပြည်လေချောင်းပြောပြီးနှစ်သိမ့်ရတော့တာပေါ့မဟုတ်တာပဲမိမရဲ့ကိုတို့ချိုရင်ကြဟုတ်ချင်မှဟုတ်မှာပေါ့ကလေးဆိုတာမျိုးကလည်းထရင်ရလာမှာပေါ့ကိုချစ်လို့ယူထားတဲ့မိမကိုပြစ်သွားเสียလားကျမ်းမာရေးကျူးဆိုင်ပြီးဆရာဝန်ပြောတဲ့အတိုင်းနောက်တစ်ချိန်ထပ်စူးစမ်းကြည့်ကြတာပေါ့သူတော်ကောင်းနှကောင်မတယ်ဆိုရမလားစိတ်ပဲအစွမ်းထက်လို့လားမသိပါဘူးကံကောင်းကျွန်တော်လာမကူးခင်မှာပဲဒေါ်မီအီမှာကိုဝင်ရလာပါပြီသူတို့လင်မယားနှစ်ယောက်စလုံးအပျော်ကြီးပျော်သွားပါတယ်ကိုဝင်ကိုတေးသေးချာချာစောင့်ရှောက်ရင်းနဲ့နောက်ဆုံးတော့ချစ်စရာကောင်းတဲ့သမီးမင်းကလေးတယောက်မွေးဖွားလာခဲ့တယ်ဖြူဖြူဖွေးဖွေးချစ်စရာလေးနဲ့သူတို့အသေးဆိုင်ကိုဆွဲကင်နိုင်သူမလို့တဲလို့နမဲပေးလိုက်တာပေါ့အရန်လိုချင်ပြီးအမျိုးမျိုးစူးစမ်းပြီးမှရလာတဲ့တအူတဲ့သောသမီးလေးမလို့လင်မယားနှစ်ယောက်စလုံးဖူးဖူးမှုတ်ထားကြတယ်သမီးလေးလိုချင်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးပါတယ်ဘယ်တော့မှလည်းမျက်နှာမငယ်အောင်ထားတာပေါ့ဒီလိုနဲ့သမီးလေးကြီးပြင်းလာတဲ့အခါမှာတော့အလိုလိုက်ခံထားရတဲ့ကလေးတွေရဲ့ထုံးစံအတိုင်းစိုးသွမ်းပါတယ်သူလိုချင်တာမရရင်အမြဲကြည်ကြတတ်တဲ့ကလေးတရားကိုဖြစ်လာပါပြီဖခင်ဖြစ်သူဦးဖိုးတောင်ကဒီအခြေအနေကိုရိပ်မိပြီးသမီးလေးကိုပြုပြင်ပေးဖို့ကြိုးစားပါတယ်အိမ်မှုကိစ္စလေးတွေကုလုပ်ခိုင်းတာမျိုးထမင်းချက်တင်ပေးတာမျိုးပေါ့ဒါပေမဲ့မိခင်ဖြစ်သူကတော့သဘောမတူဘူးအိုးရှင်ကလည်းကျမရှိနေတာကိုသမီးလေးအပင်ပန်းခံစရာမလိုပါဘူးမတော်ကလေးအပူတွေလောင်ဝင်ဘလို့လုပ်မလဲဒီသမီးလေးတယောက်တည်းရှိတာထားလိုက်စမ်းပါတော့နောက်မှတင်လင်းရတာပဲမိခင်ဖြစ်သူကိုယ်တိုင်ရှေးကကာစီလို့တော့ပို့ဆိုးတာပေါ့တဲကဘာအလုံးမလုပ်တော့ဘူးစားတောင်တေချာမလုပ်ပဲတနေ့ဖုံးပွတ်မယ်အပျော်ပါမှတ်မယ်ဖြစ်လာတယ်အဖေကဖုံးသေးပြီးဆုံးမပြန်ရင်လေအမေကဝင်ပြီးကာကွယ်ပြီးပြန်တယ်သမီးကစားလုပ်ပြီးမှအခုမှဖုန်းလေးခဏသုံးပြီး IOFMN ကပုံမြင်လေးတွေနားထောင်ရောက်ဖေကဖုန်းသုံးလို့ပြောတယ်သမီးစားသမီးရအောင်ကြက်ပြီးအခုမှတရခဏလေးပဲကြည့်တာ哦ပချွဲနဲ့ဘာညာဆိုပြီးတဲစင်ရွေတွေပေးပြီးအမေဖြစ်သူကိုကာပါယူလာတယ်ဒီလိုနဲ့အရွယ်ရောက်လာတဲ့အခါမှာတော့အစိုးတကားထိတ်ကောင်းဖြစ်လာပါပြီမိဘကိုကုညင်ရကောင်းမှမသိပါဘူးကောင်လေးတွေနဲ့ဖုံပြောအလှပြင်ပြီးနစ်ရှိတဲ့အချိန်ဖြုံးနေပါတယ်အိမ်လဲမကက်ချင်မဲတငယ်ချင်းတွေနဲ့လက်ရရှောက်လည်နေတာပါကြတော့ပျက်စီးချင်တိုင်းပျက်စီးနေတဲ့သမီးဖြစ်သူကိုအဖေဖြစ်သူဦးဖိုးတာစူဘူးချိန်မောင်းပြီးစုံမဖို့စူးစမ်းလိုက်တယ်ညာလက်တက်ထိအပြင်မထွက်နဲ့အန်ဒီရဲ့များတယ်လို့အဖေပြောထားတယ်မလားငါသမီးအပေါင်းအသင်းမှားနေပြီနော်ဖေကဘာသိလို့လဲနေရတကသမီးကိုချုပ်ချယ်နေတာပဲဒါကြောင့်အိမ်မှာမနေချင်တာသမီးတငယ်ချင်းတွေကမှသမီးကိုပုတ်ချစ်တာသူတို့နဲ့နေရတာသမီးစိတ်ချမ်းသာတယ်တဲလေသူ့အဖေကိုပြန်ပြောပါတယ်လှုပ်ချင်ရလှုပ်တာကစိတ်ချမ်းသာတာမဟုတ်ဘူးသမီးအဲ့ဒါပျက်စီးနေတာမိဘလောက်သမီးကိုချစ်တဲ့လူမရှိဘူးသမီးပေါင်းသင်းနေတဲ့လူတွေကပဲသမီးကိုဒုက္ခပေးလိမ့်မယ်နောက်မှနောင်တမရနဲ့နော်သမီးကိုဘာသာကိုကာဝယ်နိုင်တယ်ဖေကိုလောက်တာကိုခံရဲတယ်နောင်တရစရာလည်းအကြောင်းမရှိဘူးသမီးအသက်လည်း18နှစ်ပြည့်ပြီကလင်းမဟုတ်တော့ဘူးအဖေအေးညီးကအဖေသေးမှအတိတရားရမှာလားတဲ့ခွေးကြီးမှလက်ပေးတင်လို့မရဆိုသလိုအသက်ကြီးမှပြုပြင်ဆုံးမလို့မရတော့ပါဘူးတဲ့ကတော့မိဘကိုကောင်းနေမထည့်ပဲငါမြင်းငါဆိုင်စကိုင်းရောက်ငါလင်ငါထိုးပကိုးရောက်ထင်ရဆိုင်နေပါတော့တယ်
ဒီလိုနဲ့နေလာရင်တရက်မှာတသေးနဲ့သူ့တငယ်ချင်းမလေးတို့ဆိုင်ကယ်လျှောက်စီးရင်မိုးမိကြတယ်ပေါခေါင်းဆယ်ဘက်ကနေပြန်လာတဲ့လမ်းမှာမိုးလဲတသေးမဲမဲရွာနေတော့လူသွားလူလာလဲပြက်နေတာပေါ့ဝတ်တို့အကျော်လမ်းမေးကလဲဆောင်တင်းတဲ့အရောက်လူတစ်ယောက်ကမိုးခိုကိုသူတို့ကိုထွက်ထားတယ်အမှန်တော့အဲ့ဒီလဲဆောင်တင်းမှာပဲအသက်30အရွယ်လူငယ်2ယောက်ကအရက်တောက်နေတာပါလူချင်းအရင်မြင်နေပြီမဲ့ရွာနီးချင်းဆိုတော့ထွက်သွားဖြစ်လာမြင်ဘူးတယ်လေမိုးကလည်းသေးလူကလည်းဆူရွှဲနေတော့သူတို့လည်းဝင်နာကြတာပေါ့မိုးအေးအေးနဲ့တောက်စားကစကားလက်ဆောင်ကြပြီးယုံကြည်လာတဲ့အချိန်မှာပဲတသက်ရဲ့အချစ်ဆုံးဆိုတဲ့တငယ်ချင်းမလေးကသူ့ကိုတယောက်တည်းထားပစ်ခဲ့ပြီးအရက်ဝင်မယ်ပြောကဆိုင်ကယ်မောင်းထွက်သွားပါတော့တယ်တသက်ကအတူလိုက်မယ်ပြောပေမဲ့ခဏဆိုပြီးဂျင်းထက်ကထွက်သွားတာပါဒီချိန်ထိတသက်သူ့တငယ်ချင်းကိုတန်တရားမဝင်ခဲ့ပါဘူးဒါပေမဲ့ဆိုင်ကယ်ထွက်သွားတာနဲ့ကြံခဲ့တဲ့သူကိုဟိုလူယုံမနှစ်ယောက်ကမရင်းချင်းမို့ကြံစီပါတော့တယ်တယောက်ကနောက်ကနေသူ့ကိုတိုင်းဖက်ထားလိုက်တယ်တသက်လေးလန့်သွားပြီးအော်ဟေရုံထွက်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ယောက်ျားလေးရဲ့အားကိုသူဘယ်လိုလုပ်ရှင်နိုင်မလဲသွေးပြက်နေတဲ့တသေးကိုကြည့်ပြီးကျန်တဲ့တယောက်ကတော့အားရပါရရေမောနေပါတယ်ယုံလေကြိတ်တော့ယုံဒီလိုအချိန်မှာနင့်ကိုဘယ်သူမှလာမကင်နိုင်ဘူးနင့်တငယ်ချင်းကိုယ်တိုင်ငါတို့လက်ထဲအထားခဲ့တာဟာရုံရင်ကန်ရင်နဲ့လေဆောင်တဲလေးပေါ်မှာတသေးလဲကျသွားပါပြီသူဘလို့ပဲရုံငန်အော်ဟစ်ပေမဲ့လွတ်လန်းမမြင်ဘူးအဲ့ဒီချိန်ကျမှသူ့ဖေပြောခဲ့တဲ့သမီးပေါင်းနေတဲ့လူတွေကပဲသမီးကိုဒုက္ခပေးလိမ့်မယ်ဆိုတဲ့စကားကိုကြားရောက်ပြီးနောင်တတွေရနေမိပါတယ်ဒါပေမဲ့ဒီချိန်မှနောင်တရလဲမတက်နိုင်တော့ပါဘူးအစီပြန်နေတဲ့မျက်နှာကြီးကအသူ့ပေါ်စီးမိုးလို့လာနေပါပြီအငြမ်းမြနမ်းဖို့ကြိုးစားနေတာကိုတသက်ရှောင်လွှဲဖို့ကြိုးစားတယ်သူ့ကိုယ်လုံးလေးပေါ်ကိုလူယုံမာကကြကြနန်းနာနေရယူထားတာပါသူတကယ်ပဲပန်းကောင်းအညွတ်ချိုးဖြစ်တော့မှာလားဟဲ့ကောင်မင်းလို့ငါအလက်ကျန်နေတယ်ကွာဟာဒီစကားကမီးလောင်ရလေးပင်းလိုက်တာပါပဲသူဘွားတော့တကယ်ရေစုံမျိုးပြီလို့ထင်တဲ့အချိန်မှာပဲအတန်ကြားလိုက်ရတယ်သူ့ဘေဥဖိုးတော်ရောက်လာပြီးအဖော်ဖြစ်သူနဲ့တိုက်ခိုက်ပါတယ်အသက်အရွယ်ချင်းကွာခြားပေမဲ့ကျမ်းမာရေးလိုက်စားတဲ့သူ့ဖေကိုအမှုသမားတွေမရှင်းနိုင်ပါဘူးအဆောင်ရလက်သီးချက်တွေကိုအေးဆေးရှောင်ရှားပြီးဥဖိုးတော်ချီကန်ချက်နဲ့လွန်းထွက်အောင်လှုပ်လိုက်ပါတယ်သူတငယ်ချင်းခံရတော့မှရုံမဖို့ချက်နဲ့တယောက်လဲတသေးကိုလှုပ်ပြီးဥဖိုးတော်ကိုရင်ဆိုင်လိုက်တာပေါ့တစ်ဖက်နဲ့တစ်ဖက်အပြန်လန်တိုက်ခိုက်ပါတော့တယ်တိုင်းသမားနှစ်ယောက်ထိုးကျိန်းနေတာဆိုတော့တချံမားလို့မဖြစ်ဘူးအဲ့ဒီအချိန်မှာပဲလွတ်နေတဲ့အမှုသမားရဲ့ရင်ုံကိုဥဖိုးတော်ခုန်ကန်ထည့်လိုက်တယ်နှစ်ယောက်တယောက်တောင်အဖိုးကြီးကိုမနိုင်မှန်းသိတော့အမှုသမားတယောက်ကပါလာတဲ့လှုပ်သက်တံကိုထုတ်ပြီးပြစ်လိုက်ပါတော့တယ်ကြီးစံကိုရှောင်နိုင်ရအောင်လဲစူပါမန်မဟုတ်တော့ဦးဖိုးထောင်လဲရင်မက်တက်မှန်ပြီးလဲကျသွားတာပေါ့ဒီတော့မှအမှုသမားနှစ်ယောက်ချက်ချင်းပဲထွက်ပြေးသွားပါတော့တယ်ခုတော့လဲဆောင်တက်ကသွေးရိုင်ထဲမှာလဲနေတဲ့အဖေဖြစ်သူကိုကြည့်ပြီးတဲဘာလို့ရမှန်းမသိတော့ပါဘူးသမီးဘာမှမဖြစ်ဘူးမဟုတ်လားမကြောက်နဲ့အဖေရှိတယ်တွေးရထွက်နေတဲ့ကြားကသူ့အတွက်စိတ်ပူနေတဲ့အဖေဖြစ်သူကိုကြည့်ပြီးတဲရင်တွေစွန့်နစ်နေပါပြီအဖေမရတော့ဘူးအိမ်ပြန်ပြီးတက်အမေကိုတေချာကျူးဆိုင်နော်ဒီစကားကသူ့ဖေဥဖိုးတော်ပြောတယ်သူ့အတွက်နောက်ဆုံးစကားပါသူမိုက်ပြီးအတွက်အသက်ပေးလိုက်ရတဲ့အဖေဖြစ်သူကိုတောင်းပန်ခွင့်တော့မရလိုက်ပါဘူးဇာပနာအခမ်းအနားပြီးဆုံးသွားတဲ့တိုင်အောင်တက်ဖြစ်မစဲနိုင်ဖြစ်နေပါတယ်အဲ့ဒီချိန်ကစပြီးတက်တယောက်အကြီးကျယ်နောက်ထားရပြီးဘဝကိုပြုပြင်ပြောင်းလဲလိုက်ပါတယ်ဖခင်မရှိတော့တဲ့နောက်မိခင်အိုကြီးကိုသူကိုယ်တိုင်ပဲလှုပ်တွေးပြုစုပါတော့တယ်အရင်ကားနဲ့မတူအဆအရာရာပြောင်းလဲလိမ်မာသွားတဲ့တဲကိုသူ့ဖေဥဖိုးတော်တမန်လွန်ကနေကြည့်ပြီးကျင်းတက်ခွင့်လွန်ပါမလားအသက်ရှင်စဉ်မှာအဖေဖြစ်ချင်တယ်လို့မဖြစ်ခဲ့ပဲမရှိတော့မှနားထောင်ပြနေတော့ရောသူ့ဖေကသိနိုင်ပါမလားညီကအဖေသိမှအတိတ်တရားရမှာလားတဲဆိုတယ်ဖခင်ဖြစ်သူရဲ့စကားကိုကြားရောက်ရင်တဲရင်ထဲကနေတိုးတိုးတိတ်တိတ်တောင်းပန်လိုက်ပါတယ်တကယ်လို့သာနောင်ဘွားဆိုတာရှိခဲ့ရင်သမီးလင်းလင်းမမနေပါမယ်အဖေအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်တကယ်လက်တွေ့ဘဝမှာတသေးကတကယ်ပဲအတီတရားရပါမလားပရိသတ်ကြီးရောဘလို့မြင်လဲကိုရဲ့ယူဆချက်ကို comment မှာရေးခဲ့ပေးပါဦးနော်နောက်ဇာတ်လမ်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်